မွန်ပြည်နယ်ရင်းမြစ်နယ်တွေကလမိုင်းမြို့ကုန်းပေါ်တည်ရွာမှာမနေ့ကညနေ3နာရီကျော်လောက်မှာဘလုံးပွဲထိုင်ကြည့်နေတဲ့လူအုပ်ပေါ်ကိုအုတ်တိုင်းပြူကြလို့ចောင်းသား3ယောက်တိဆုံးပြီးတော့2ယောက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။တိဆုံးသူတွေဟာအသက်12နှစ်နဲ့13နှစ်အရွယ်ဆယ်ကျော်သက်ចောင်းသားတွေဖြစ်တယ်လို့သိရပြီးတော့ဒဏ်ရာရသူတွေကိုတော့မော်လမြိုင်စေးရုံကိုနယ်မြေကန်ပရဟိတအဖွဲ့တွေကပြပို့ခဲ့တယ်လို့သိရပါတယ်။ဘောလုံးပွဲဟာကထိန်အကျိုးဖိတ်ခေါ်ဘောလုံးပွဲဖြစ်တာကြောင့်အနီးပတ်ဝန်းကျင်ကြေးရွာတွေနဲ့မြို့ပေါ်ရပ်ကွက်တွေကပြည်သူအများအပြားလာရောက်ကြည့်ရှုတဲ့အချိန်မှာအခုလိုအဖြစ်မျိုးနဲ့ကြုံခဲ့ရတာပါ။ကြိုကြားတဲ့အုတ်တတိုင်းနယ်ဘေးပတ်လည်မှာရေမြောင်းရှိနေပြီးတော့မြေပြောနေတဲ့အရှိန်နဲ့မိုးတနစ်ပုံရွာနေတဲ့အရှိန်တွေကြောင့်လေးချိန်မထိနိုင်နေနဲ့အခုလိုပြကြခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီဆုံးသွားတဲ့ចောင်းသားတွေရဲ့အချက်လက်သိစိတ်ကိုမသိရသေးပါဘူး။ဒါလို့စင်မှာတော့ထိခိုက်ဒဏ်ရာရခဲ့တဲ့ចောင်းသားတင်းနေတွေမှာလည်းဒဏ်ရာပြင်းထန်တဲ့အခြေအနေမှမရှိဘူးလို့သိရပါတယ်။ဆိုတော့အခုပြပြပေးခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကိုထင်ယူဆချက်တွေကိုအောက်က comment မှာရေးပေးခဲ့ပါဦးနော်။